သမီးရေဒီမှာသမီးအတွက် guide ဆရာမအတေးရောက်လာပြီသူလေးရဲ့နာမည်ကလေဆရာမတော်ထက်တဲ့ဆရာမထိုင်ဘာလို့တမီးတော့လဲအခုလည်းအဖေကြိုက်အဖေခေါ်တာပဲမလား သမီးဘယ်လိုပြောလိုက်တာလဲဒီမှာလူကြီးရှိမှာဆရာမရှိနေတယ်ဆရာမရဲ့အားနာလိုက်တာကွယ်ကလေးကလေညီတဆိုးလေးဆိုတော့ပြောဆိုတာမတတ်ဘူးနည်းနည်းရိုင်းနေတိခတ်ပေးပါနော် ဟုတ်ရပါတယ်ဒါနဲ့ကလေးကအသက်လောက်ရှိပြီလေ အော်ကလေးကလားအသက်20ရှိပြီဗျ အော်ဒါဆိုတော့သူ့သားမဲ့အရွယ်ပေါ့ အော်ဟုတ်တယ်ဆရာမရဲ့ကလေးကလေ12တန်း5ခါကြာထားဆိုတော့လေပြောရမှာလေရှက်ပါတယ်ဒါမဲ့ဆရာမရဲ့ဒီနေ့တော့လေသူ့အောင်စီချင်တယ်ဗျာဆရာမသူ့ဘလို့ပဲတွင်တင်ဘလို့ပဲရိုက်မကျုံးမပဲ့ရပြီနော်ဆရာမကိုကြီးသမီးကိုအပ်တယ်နော် ရှမ်း အော်ဟုတ်ပါဘူးဦးရဲ့သမီးကိုအပ်တယ်လို့တခုခုလိုတာရှိရင်လေဘေးခန်းထဲမှာဦးရှိနေပြီနော် ဟုတ်မိစားထုတ်မယ်နော် စားတကယ်မတင်လဲရနော်အချိန်တန်လက်ခံရပြီးပြီမလား မိရဲ့ဆရာမအဲ့လိုဆရာမမျိုးမဟုတ်ပါဘူး တော်စမ်းပါကျူးဆိုင်ချင်ဆမ်လေးပါနဲ့ ကဲဆရာမရေစာတင်နေရပြင်ပန်းဒီမှာဆိုလို့မဟုတ်လေးလဲသုံးဆောင်ပါအောင်ဘာလို့တော့လဲ မင်းမစားလေ ဘာဝိုက်စားလဲစိုးနာပဲကြွေးထားလေဒါနဲ့တွက်မပါဘူးဒါဆရာမအတွက် အဖေနော်တီးနေ ဘာလို့သိရလဲနေဆရာမမဟုတ်ကဟုတ်ကရှောက်ပြောမနေနဲ့နော်ဆရာမတော့ပါဆရာမသမီးလေးကိုစိတ်မချလို့လေဟိုနားမှာထိုင်ကြည့်နေမယ်နော်အော်ဆရာမမယုံလို့မဟုတ်ဘူးနော်အတန်းထဲမှာရှိတာမအယုတ်တရားနေအဆင့်68 ဒါတော့နှစ်ယောက်ကနေမကောင်းလို့လာမဖြေရ ဟာဒါဆိုနေပိတ်ချီးမို့ အာဖေကလည်းနောက်ဆုံးရရင်တော့ထိတ်ဆုံးရပါ ဘာလို့ထိတ်ဆုံးလဲငါတို့တမျိုးလုံးတဆွေလို့အော်ဒီနော်နှင်းကြမှာ12တန်းတပိုင်းမိုက်ကြရရလို့အေးမျက်နှာအိုးမဲတက်တက်ကောင်းငါ ဖေကလည်းဒီလိုပဲပြောမနေပါနဲ့တပည့်မကောင်းစိတ်ရကောင်းနဲ့အဲ့ဒါဖေခေါ်ရဆင်မမကောင်းနေမှာပေါ့ မဟုတ်တာဆ iam မအဲ့လောက်ကောင်းတာမဟုတ်ဘူးဆ iam မအတင်ပြကောင်းတယ်လို့နင်ကိုယ်တိုင်ကလေစာသိထားလိုက်မလို့တာဆ iam မဒီနေ့ကနေစပြီးတော့ကလေးကိုအချိန်ပိုဆင်းပေးပါညာအိတ်တင်လဲအိတ်ပေးပါဆ iam မကြိတ်စီပြော ဖေအဲ့ဆောင်မလည်းမတင်ချင်ဘူး ဘာလို့မတင်ချင်ရမှာလဲတင်ရမယ်တင်ကိုတင်ရမယ် အဲ့လောက်တင်ခိုင်းစေချင်တယ်ဖေပဲတင်နေလိုက်တာ ဒီကလေး အော်ဦးလေးရလားဦးလေးဘာဖြစ်တာလဲ ကိုကြီးလေးဘက်နိုင်ပြန်ထားပြီးထင်တယ် ဦးမလေးဘက်နာရှိရလားမလည်းလေးဘက်နာရှိတာ ဒါဆိုဖူးစာတွေပေါ့ ငါတက်တာပါရင် အော်တက်တာသွားပြီလားကိုကြီးကလေလေးဖက်နာတစ်ခါထားရင်မလွယ်ဘူးအဲ့ရထဲမှာ2ရက်3ရက်လောက်ဘုံလဲနေတော့တာပဲဒါနဲ့လေးဖက်နာဘလို့ကြောင့်တက်တာသွားလဲယင် ခုံကြီးစစ်ကြောင်တက်တာသွားတာလေတောက်စီးနဲ့တောက်စီးပြားဆိုရင်2မျိုးရှိရယ်သူကလေသွေးလေးဘက်နာပိုးလေးဘက်နာအရေပြားလေးဘက်နာရိုးရီအက်ဆစ်ပိုလိုဖီတာကောက်ယောဂအဆင့်မြင့်ရောင်ရဲခဲ့ကြီးပွားယောဂါလို့တက်တာစီတယ်ဦးရဲ့ အော်ဒါနဲ့ဘလို့တောက်ရလဲယင် တောက်နည်းကလည်းလွယ်လေးဆေးရည်ဆိုရင်တနေ့ကိုလက်ဖေးစုံ9ဆုံးကနေ3ချိန်နဲ့4ချိန်တောက်လို့ရတယ်ဆေးပြောက်လည်းတနေ့2ပြားတောက်ရပြီဦးရဲ့ အော် ဒါလေးကိုတခြားတောက်လိုက်နော်ဦး ရှမလေးပြီးတဲ့တက်ပဲရှိပါတော့တယ်ကွာသမီးဘာလို့ခုမှပြန်လာရလဲအခုဒီမှာကြည့်ဘယ်ချိန်ရှိပြီလဲနေ့ကစာတင်ဖို့အတွက်ဂိုက်ဆရာမစောင့်နေရလေဖဲနေကြောင်းတော့ဆရာမစာတင်ဖို့အတွက်ထိုင်ဆောင်နေရလို့အသိပ္ပယ်မရှိရဒါနဲ့နေမင်းနာကဘာဘူးတော့အဖေကိုသမီးကောင်လေးလို့တော့မပြောနဲ့နော် အာအဖေကလည်းဒီနေ့ကစပြီးတမီးကိုဂိုက်ပြပေးမယ်တမီးကိုယ်တိုင်ရှားထားတဲ့ဂိုက်စီရ ဟမ် မင်္ဂလာပါဦးလေးကိုတွေ့ရဝမ်းသာပါတယ် ဘာမှဝမ်းမသာနိုင်ပါဘူးနင်းပြန်တော့သမီးအဖေရှာထားတဲ့ဂိုက်ဆရာမနဲ့ပဲတင်ရမယ် အာအဖေကိုပြက်ပြောထားပြီးသားလေအဖေကိုပေးတဲ့ဂိုက်ဆာမလည်းဆက်မတင်နိုင်တော့ပါဘူးလို့ကိုရင်းနဲ့ပဲတင်မယ် ဘာ အားမဟုတ်ပါဘူးတမီးခေါ်တိုင်းဂိုက်ဆာနဲ့ပဲတင်မယ်လို့ သမီးနော်အကြံနေတိနေတယ် အာအဖေကလည်းဆရာရှိမှဘာတွေပြောနေလဲမသိဘူးဆရာသူစာအရင်လှုပ်ချင်နေပြီ သူရစကားပြောရဆိုတော့ဒါကိုပြောရနေလေ ဟမ်ဘာပြောလိုက်တယ် ဘာမဟုတ်ပါဘူးဟိုခလေးလဲစာမတင်ရတော့ဆိုပြန်တော့မယ်နော် ဆရာမမပြတ်ပါနဲ့သမီးလေးကိုရအောင်ပြောကြည့်ပါဦးမယ် မပြောပါနဲ့တော့ဟိုခလေးကသူတင်ရင်နဲ့သူနဲ့တင်ပါစီခလေးလဲစိတ်ပါမှာစောက်စင်စားလုပ်နိုင်ပါလေအားကြောင့်ပြန်တော့မယ်နော် မပြတ်ပါနဲ့သမီးကိုစာမတင်တော့ဘူးဆိုမဲ့လေကိုကြီးကိုအချစ်ချောင်းတင်လို့ရပါတယ် ဟာအရင်နှာဘူးလာထားလေရှင့်ပြောချင်နေကြပြီအခုလည်းတစ်ခါအလုပ်ထုတ်လို့ပြောလိုက်အောင်နှာဘူး ဆရာမလေးရေပြောရလိုက်လေချင်းသမီးမနေ့ပြန်အောင်ဆင်းထွက်တော့မှာဆိုတော့ဟုတ်ပဲလက် ဖေဘာဖြစ်လို့လဲ ဘာဖြစ်ရမှာတော့ငါမနေ့ပြန်မအားဘူးနင်ကအောင်ဆင်းထွက်ရင်လည်းကြောက်အောင်မယ်ဆိုတော့ငါနင့်ကိုကြိုရိုက်ထားမလို့ အော်နေပါဦးဦးလေးဟာသူဒီနေ့တော်တော်လေးဖြေနိုင်တယ်ပြောပါတယ်ဟိုအောင်ပါပါဦးလေးဟာနော် အော်ဆရာရဲ့မင်းမလို့သူ့စကားကိုယုံနေသေးရဲ့ तू ကလေနှစ်တန်အဲ့လိုပဲပြောနေကြပလီတီ6ချက်ဒီနေ့လည်းအောင်မှာမဟုတ်ဟုတ်ပဲလက် အာဖေကလည်းအဲ့လိုမရဲ
ခဲ့ချင်တယ်ဆိုလဲမနေ့ဖက်အောင်စင်းထွက်တဲ့ဒီစောင့်ပါဦး ဟုတ်ပါရဲ့ဦးလေးကအောင်စင်းထွက်တဲ့ทีကိုစောင့်လိုက်ပါနော်ဦးလေးနော် စောင့်ကြည့်ကြသေးတာပေါ့ဟုတ်ရင်ဟုတ်မဟုတ်လို့ကတော့လေတပည့်ရောဆရာအောင်ငါကပတ်စာမိမိတောင်မဲ့ စောင်းရအောင်စောင်းရအောင်စောင်းရအောင် ဘသူအောင်နာလဲဘသူအောင်နာလဲ ဟာဦးလေးသမီးအောင်တာပေါ့ဗျာ ဟဲမဖြစ်နိုင်တာတေချာလဲကြည့်ပါဦးနာမည်သူတွေဖြစ်နေပါဦးမယ် ဟာတေးကြတယ်ဗျအဖေနာမည်လဲဦးလေးနာမည်ပဲခုံနာမည်လဲသမီးနာမည်ပဲ ဟာပြစမ်းအေးဟုတ်ကားမယ်ဟုတ်တယ် အောင်တာတော့ရွေးအောင်တာမဟုတ်6ပါးလောက်ဂုံတူးနဲ့အော်ဒီနဲ့အောင်တာနဲ့ဗျာ ဒီမှာလေးဖေကသမီးရဲ့ဂုံယူလိုက်တာကွယ်ဆရာကျေးဇူးတင်တယ်နော်ငါသမီးလေးရလေအဖေတို့မျိုးရိုးစစ်စထိမ့်သိမ့်လာတဲ့အော်ဒီဆိုရဂုံပုတ်ကိုလေဆက်လက်ထိမ့်သိမ့်နိုင်ခဲ့ပြီသမီးရဲ့ အကြောင်းပြောပြောတာပေါ့ခိုင်းခေါ်ပြီးဆိုဆရာမမခေါ်ပဲနဲ့ဒီလိုဆရာချောလေးခေါ်ပါလို့အဲ့တော့မြအောင်ပြီပေါ့ တွေ့ရငါပြောရဲဆိုသိမ့်မှန်တာ哦